ကျွန်တော်တို့ဒီရှေ့မေးခွန်းနဲ့တော့နည်းနည်းချိတ်ဆက်နေပါတော့ဒီကျွန်တော်တို့ SME founder တွေကဟိုကျွန်တော်တို့ရဲ့ဒီတစ်ချိန်ရရင်ဆရာပြောသလိုပေါ့ ready ဖြစ်ပြီပေါ့ဒီ၄ခုဆောင်းတော့ရှေ့မှာပြောခဲ့တဲ့၄ခု ready ဖြစ်ပြီဆိုရင်ကျွန်တော်တို့က investor တွေခေါ်ပြီခေါ်တဲ့ချိန်ကျရင်ကျွန်တော်တို့ရဲ့ share တွေကိုကျွန်တော်တို့ကအသားတွေကနေဖဲ့ပေးရတာပေါ့နော်ဒါကျွန်တော်တို့ founder တွေဒါဒီလိုပဲခံစားရတယ်ဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့ရဲ့ share တွေကဒိုင်လူဖြစ်သွားတာဒိုင်လူဖြစ်သွားတဲ့အခါကျတော့100ရာခိုင်နှုန်းအရင်ပိုင်ရနေပြီးတော့20ကိုရောင်းလိုက်ပေါ့80ပဲပိုင်တော့မယ်ဒါမှမဟုတ်80ပဲပိုင်တော့မယ်ဆိုတဲ့ဟာပေါ့နော်100ရာခိုင်နှုန်းကိုပိုင်တဲ့အပေါ်မှာကျွန်တော်တို့ founder တွေကတော်တော်လေးကိုတန်ဖိုးထားတဲ့အမြင်ရှိတယ်ပေါ့ဒီအမြင်လဲဆရာဟိုပေါ့ဘယ်လိုမျိုးကျွန်တော်တို့မြင်တဲ့လဲကျွန်တော်တို့ရဲ့ mindset ပိုင်းဆိုင်ရာအကြောင်းကိုဆွေးနွေးပေးစေချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နားလည်တော့ဆိုရင်ဒီ founder တွေကကိစ္စနှစ်ခုမှစိတ်ပူတယ်တစ်ခုကတော့သူတို့ရဲ့ control ပေါ့နော် authority လွတ်သွားမှာပေါ့ company ဥပဒေအရဆိုရင်တော့ဒါ90ခိုင်နှုန်းကြော်ပြီဆိုရင်ဒါ voting right အရာတော့သူကလုတ်ပိုင်ခွင့်ပိုရှိတာပေါ့ဒါပေမဲ့ဒုတိယအချက်ကကျွန်တော်တို့ကိုယ့်ရဲ့ပိုင်ဆိုင်ပစ္စည်း wealth ကိုတိုင်းတဲ့ခါကျရင် percentage နဲ့တိုင်းတာမဟုတ်ဘူးလေနော်ဒီပမာဏနဲ့တိုင်းတာအဲ့တော့ကျွန်တော်ပြန်မေးရမှာသိန်း100တန်တဲ့ company ကို 100% ပိုင်ခြင်းလားနော်သိန်း1000တန်တဲ့ company ကိုဟလာ 50% ပိုင်ခြင်းလားနော်အဲ့ဒါကိုသိရမှာနော်ဒါဆိုရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကလုပ်ငန်းကိုကြီးထွားဖို့အတွက်ရပ်တည်နိုင်ဖို့အတွက်ပြိုင်ဘက်တွေနဲ့ရှင်ပြိုင်ကားတဲ့အခါမှာကိုယ့်ရဲ့ company site ကြီးဖို့လိုတယ်အကြီးတဲ့ခါကျတော့ကိုတယောက်တည်းအင်အားနဲ့မရတဲ့အတွက် investor ကိုခေါ်ထည့်ရမယ်ဒါရှောင်လို့မရဘူးပြီးတော့မှ company ကြီးအောင်လုပ်ရမယ်ကိုကအဲ့ထက်က portion တစ်ခုကိုပိုင်မယ်ဆိုရင်တော့မှကိုယ့်ရဲ့ web ပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်ပစ္စည်းကငွေပမာဏအရာများသွားပြီလေကျွန်တော်အဲ့ဒါကိုအဲ့လိုစဉ်းစားရမယ် percentage ကအဓိကမဟုတ်ဘူး value ကအဓိကဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီ founder တွေအနေနဲ့သူစဉ်းစားတွေးခေါ်တက်သွားမှာပေါ့ဟုတ်ကဲ့ဒါဆိုတော့ဟိုပေါ့နော်ကျွန်တော်တို့ founder တွေအနေနဲ့ percentage ပိုင်တာထက်ဆိုင်ရင်ဆောင်းတော့ဆရာပြောတဲ့ company ရဲ့ value လုပ်ငန်းရဲ့ value ကတာအဓိကဘယ်လောက်တန်လဲပေါ့နော်အဲ့ဒါမှာကိုကဘယ်လောက် percentage ပိုင်မလဲဆိုတော့ဒါကိုပိုကြည့်တင်တာပေါ့နော်ဟုတ်တယ်ကိုယ့်ရဲ့ wealth ကဘယ်လောက်ရှိလဲပေါ့ကိုပိုင်ဆိုင်တဲ့ကိုယ့်ရဲ့ကိုပိုင်ဆိုင်တဲ့ပမာဏပေါ့ဟုတ်ကဲ့ဒါကိုအဓိကကြည့်ရမှာဟုတ်ကဲ့ဟုတ်ကျေးဇူးပါဆရာ